မတိလို့လိုချင်တယ်ဆိုတဲ့စကားလေးရှိမတိလို့လိုချင်တော့ဆွဲလန်းတော့ပြုလို့တော့ရရှိတော့ခံကြပေါ့ဆိုတဲ့စွန်းလုံးဆရာတော်ဘုရားကြီးရဲ့စကားပိဿသမုပ္ပါကိုအခြေခံပြီးတော့ပြောတာလေမတိလို့လိုချင်တော့ဆွဲလန်းတော့ပြုလို့တော့ရရှိတော့ခံကြပေါ့တဲ့ဒါအတူဆုံးဘဝရဲ့အကြောင်းပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒါမတိလို့လိုချင်ဒါလေးကတော့ရှင်းကြတယ်ဟုတ်တယ်ဘဝမကောင်းသို့တော့မကောင်းတာကိုမတိတော့ကောင်းတယ်ထင်ပြီးတော့ရကျင်နေကြတယ်နော်မတိလို့လိုချင်တဲ့အပိုင်းရှိတယ်လို့လိုချင်လို့မတိသွားတာလည်းရှိတယ်လို့အပြန်အလှန်နားလည်ဖို့လိုတယ်နော်အဝိဇ္ဇာကြောင့်တဏှာဖြစ်တယ်လို့တဏှာကြောင့်လည်းအဝိဇ္ဇာဖြစ်တယ်နော်မတိလို့လိုချင်တယ်ဆိုတာရှင်းတယ်လိုချင်လို့မတိသွားတာကြတော့စဉ်းစားတရားကောင်းတယ်ဟုတ်တယ်ဒါလည်းပဲဘဝမှာတကယ်လက်တွေ့ပဲတကယ်လိုချင်သိပြင်းထန်လာပြီဆိုလို့ရှိရင်မမြင်ကြတော့ဟုတ်လားလိုချင်တော့ဘာဖြစ်သွားလဲမတိသွားတာပေါ့ဟုတ်လားဒါဘုန်းဘုန်းတို့ရသော်ဘုရားဟောတာတဲ့ဇတ်တော်လေးတစ်ခုရှိတယ်ဘုရားလက်ထက်ကစမ်းကြယ်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တာပေါ့အဲ့ဒါကုံတယ်တွေမြတ်စွာဘုရားကိုပင့်ပြီးတော့ဆွန့်ကပ်ကြတာဘာလို့လဲဆိုတော့သူတို့ကထူးထူးဆန်းဆန်းဥစ္စာတွေအများကြီးရလာဘာလို့ရလာတော့ဆိုတော့သူတို့ကုံကူးသွားကြရင်နဲ့မျက်စိလေကန်တာရတယ်တဲကန်တာရတယ်မှာအဲ့လိုမျက်စိလေတဲ့အခါကျတော့ဟာအစာရည်သားတွေပြက်လက်ပြီးတော့ဒုက္ခရောက်အောင်ဇဲတဲ့အချိန်မှာပဲညောင်မင်းကြီးတွေပင်တွေ့တဲ့အခါကျတော့ဟာတခါတည်းတို့တော့ညောင်မင်းအောက်ခိုကြမှာပဲဆိုညောင်မင်းကြီးအောက်ခိုရင်းနဲ့ဒီဇလန်လေးကြားဥပါတယ်လေညောင်မင်းကြီးပေါ်မော့ကြည့်တော့ညောင်မင်းကြီးကစိုးလျှော့လို့အရှိတွေထွက်တယ်လို့မြန်ဖြစ်နေအဲ့တို့ကလည်းရေငတ်လာတာအစာငတ်လာကြတာဆိုတော့အဲ့ဒါနဲ့အဲ့ဒီညောင်မင်းအောက်မှာလှဲဝိုင်းကြီးချပြီးတော့ညောင်မင်းကြီးရဲ့အရှိကိုင်းကိုဖြတ်တဲ့အခါရေတွေထွက်လာတယ်အမှန်ကညောင်မင်းကနတ်နဂါးစောင်းတဲ့အပင်ပဲသူတို့တနာလို့ရေထွက်ပေးတာပဲဒါပေမဲ့သူတို့ကတော့မသိဘူးဟာရေတွေချိုးကြတောက်ကြနောက်ညောင်မင်းကြီးရဲ့တောင်ကိုင်းဖြတ်ကြပြန်ဖြတ်တဲ့အခါကျတော့စားစရာတွေထွက်လာစားကြတောက်ကြပါနော်အဲ့ဒါနဲ့အနောက်ဘက်ကိုင်းကိုဖြတ်တဲ့အခါကျတော့သူတို့သမီးကညာတွေထွက်လာဟာပြောကြပါကြပေါ့လို့နဲ့နောက်ဆုံးမြောက်ဘက်ကကိုင်းကိုဖြတ်တဲ့အခါကျတော့ယတနာတွေထွက်လာအဲ့ဒီမှာသူတို့ယတနာတွေတင်းပြီးတော့မျိုးသမီးတွေကတော့ပျောက်သွားတာပေါ့လေအဲ့ဒီယတနာတွေတင်းပြီးတော့ပြန်လာကြတာအများကြီးရလာတာအဲ့ဒါနဲ့သူတို့ကမြတ်စွာဘုရားလည်းကြီးညိုကြတဲ့ပုံစံဆိုပင့်ပြီးဆုံးကတ်ကြတော့မြတ်စွာဘုရားအကျိုးအကြောင်းသူတို့ကရှောက်ကြတာဒီထူးဆန်းလို့အဲ့လိုရှောက်တော့မြတ်စွာဘုရားတဲ့မင်းတို့ကတော့ကိုယ့်ရဲ့လောဘကိုထိမ့်သိမ့်နိုင်လို့တဏှာရဲ့လောဘရဲ့အလိုကိုမလိုက်ဖဲနဲ့ထိမ့်သိမ့်နိုင်လို့မင်းတို့တော့ချမ်းချမ်းသာသာဖြစ်ခဲ့တာဟိုတုန်းကတော့အလိုလောဘကိုမထိမ့်သိမ့်နိုင်လို့အဲ့ဒီလိုအဖြစ်ပြမျိုးကြုံခဲ့တဲ့ဂုဏ်တွေကတော့အကုန်ဒုက္ခရောက်ကြတာပဲဆိုပြီးတော့မြတ်စွာဘုရားမဟာဝါဒိဇ္ဇဇတ်ဆိုတာဟောတယ်အဲ့လိုပဲအဲ့ဒီဘဝတုန်းကဘုရားလောင်းကလက်ကုံတယ်ခေါင်းဆောင်ပေါ့။သွားကြရင်လည်းပုံစံတူလေးပါပဲဇလန်းလေးကအဲ့လိုပဲရှေ့ကိုင်းတောင်ကိုင်းအနောက်ကိုင်းမြောက်ကိုင်းခုတ်ကြဖြတ်ကြတော့ဒီလိုပဲသူတို့ရကြတာပစ္စည်းတွေယတနာတွေအဲ့တကယ်ဆိုရင်ပြန်ခဲ့ဖို့ကောင်းပြီနော်ကိုယ့်ရဲ့ကျေးဇူးရှင်ညောင်မင်းကြီးလည်းအကိုင်းမရှိတော့ဘူးပြန်ခဲ့ဖို့ကောင်းပြီသို့တော့သူတို့မပြန်ကြဘူးဘာဆက်လုပ်ခြင်းဆိုအမြင့်တူးခြင်းတယ်ဟောလောဘမဖြတ်နိုင်ဘူးပေါ့နော်အဲ့မှာဘုရားလောင်းကသူတားတယ်ဒီပင်ကြီးကမင်းတို့ကိုမြန်ဘာမြန်ဒုက္ခပေးလို့တော့တကယ်ဆိုရင်ကျေးဇူးရှင်ပေါ့နော်အရေးနော်စားစရာမျိုးသမီးယရနာပစ္စည်းအကုန်ပေးတာဘာလို့ဒီလိုလုပ်ရမလို့ဆိုအဲ့လိုမလုပ်ချင်တာသူတယောက်ပဲကျန်တဲ့လူတွေအကုန်လုံးကလုပ်ချင်တဲ့လူတွေကြီးပဲအဲ့တော့ तू တားမရဘူး तू အန်နေဖြစ်မဲ့အနေထားမှာရှိတော့ तू တာပဲရက်ကြည့်နေရတယ်ပေါ့အဲ့ဒါနဲ့အဲ့ဒီညောင်မင်းကြီးရဲ့အမြင့်ကိုဖြတ်ဖို့လဲကြိုးစားကြရောအဲ့ဒါငကားကအမျက်ထွက်ပြီးတော့အကုန်လုံးအဲ့ဒီလူတွေကိုတတ်ငကားရဲ့တကိုးနဲ့ဘုရားလောင်းတယောက်ကိုပဲခြံပြီးတော့ဥစ္စာပစ္စည်းတွေလှည့်ပေါ်တင်ပြီးတော့လိုက်ပို့တယ်ဆိုတော့ဇတ်တော်တစ်ပုဒ်ရှိအဲ့ဒီဇတ်တော်ရဲ့အဆုံးမှာမြတ်စွာဘုရားကကာထာလေးနှစ်ပုဒ်ခေါ်တယ်အဲ့ဒီကာထာလေးနှစ်ပုဒ်ကိုဘုံဘုံကပြောခြင်းလို့ပါနော်ဒါပေမဲ့ဇလန်းလေးတွေကလည်းပဲအမြင်လေးတွေကိုရနိုင်တယ်ပေါ့ဩလူတွေဟာနော်အလိုလောဘကြီးလာပြီဆိုလို့ရှိရင်မမြင်နိုင်ပါလားမသိနိုင်ပါလားလုံးတယ်မလုံးတယ်ပြောတယ်မပြောတယ်ဘာမှမတွေးတော့ပါလားဆိုတာလေးကိုစဉ်းစားမိဖို့ပေါ့